ကောင်စစ်ခန်းချီနော်တိမ်ပါပဲဒါကျွန်တော်ချင်းပြည်ရဲ့မြုပ်ဒီပဲအားလုံးမှာတာဝန်ရှိတယ်ကျွန်တော်တို့တိမ်တဲ့အရာဒီကျွန်တော်တို့ယူထားတဲ့အရာဒီကချင်းပြည်အတွက်ပဲစစ်စီအတွက်မဟုတ်ဘူးဒါကကနာပြည်သူအရောက်စီတိုင်းနားလေဖို့လိုတယ်ဆိုတော့ဆိုရဟာကိုပြောချင်တယ်ဆိုတော့ယခုတချို့နေရာဒီမှာယခုစစ်ကောင်စီကဒါကျွန်တော်တို့ MOD နဲ့စစ်ကောင်စီကဒါနံပါတ်1စစ်ကောင်စီကဒါနံပါတ်2နံပါတ်3တိုက်ထုတ်ဖို့ကျွန်တော်ရည်ရွယ်နေတဲ့အချိန်မှာတချို့တော့နေရာဒီမှာဝမ်းနေဆရာကြီးကျွန်တော်တို့ကြားသိနေရတဲ့အရာတွေရှိသေးတယ်ယခုချိန်မှာအိမ်တိုက်အားတိုက်မင်းရိမ်ငါရေဆိုတာတဲ့အိမ်တိုက်အားထိုက်ပါဝင်နဲ့မဲ့အချိန်မှာတချို့နေရာမှာမပါဝင်နိုင်တဲ့ဟာဒီအကြောင်းမျိုးမျိုးကြောင့်အချင်းချင်းပြဿနာကိုဥထိတ်ထားပြီးမှအချင်းချင်းပြဿနာကိုဥစားပေးတဲ့နေရာတွေတော်တော်လေးရှိသေးတာအရင်ဝမ်းနေဖို့ကောင်းတယ်သူတို့ဒီကဘာကိုစဉ်းစားပြီးမှသူတို့တော်ထိုင်ကဘာကိုတကယ်ဟုတ်တယ်လားနေရာရယူခြင်းနဲ့ဆန္ဒတစ်ခုနေလားအခွင့်အရေးရယူခြင်းနဲ့ဆန္ဒတစ်ခုနေလားဆိုတဲ့ဟာလေးကျွန်တော်တော်တော်လေးစဉ်းစားရတယ်ကျွန်တော်အသက်ပေးသွားတဲ့ရေးပေါ်ဒီယခုချိန်ထိတွားနေရတဲ့တော်ထိုင်ကဘာရွေချက်ရှိလဲကိုယ့်ရဲ့ထိုင်ခုံအတီတကြနေဖို့ကိုယ့်ရဲ့နေရာဒေသမှာကောင်းစားဖို့ကြည်သူတွေကိုကြိုက်တယ်လို့အခွင့်ကောက်ပြီးမှအဲ့ဒါနဲ့ကောင်းစားဖို့ဒီဟာကိုပဲဦးစားပေးမလားအချင်းချင်းပြဿနာကိုပဲဦးစားပေးမလားစစ်ကောင်စီတိုက်ထုတ်ဖို့ကိုပဲဦးစားပေးမလားဆိုတဲ့ဟာအခုရွေးချယ်မှုလမ်းမမှန်တဲ့တချို့တော့တပ်ဖွဲ့ဒီတော်တော်လေးရှိခဲ့တယ်ဒါအရင်ဝမ်းနေဖို့ကောင်းတယ်ဆိုတော့ကျွန်တော်ယခုချိန်ကဘယ်လောက်အရေးကြီးတယ်လဲဆိုတဲ့ဟာခုနဒါဒီ line နဲ့လည်းပြောပြီးပြီဆိုတော့ဒီကျွန်တော်တို့ထပ်ပြီးမှဘယ်လောက်အရေးကြီးတယ်ဆိုအားလုံးသုံးသပ်လို့ရတယ်ယခုချိန်ဟာသူတို့ရဲ့နောက်ဆုံးထိုးစစ်ဆိုတဲ့ဟာလည်းခုနဒါရှေ့ကပြောပြီးသွားပြီဒီချိန်မှာတအိမ်တိုက်အားတိုက်မပါနိုင်တော့ခင်ဗျားတို့ကျွန်တော်တို့ရဲ့လှုပ်ဆောင်နေတဲ့တော်လှန်ရေးရဲ့ရည်ရွယ်ချက်ကအချင်းချင်းတိုက်ဖို့ပဲရည်ရွယ်ချက်ရှိတယ်လို့ကျွန်တော်ကတော့မှတ်ယူတယ်အခုချိန်မှာမပူးပေါင်းနိုင်တဲ့ဟာတွေကြတော့အခုချိန်မှာမင်းရင်ငါရေလို့ဖြစ်နေတဲ့အခုချိန်မှာအချင်းချင်းရန်တူလို့ဆက်ဆံနေတဲ့တချို့တော့တပ်ဖွဲ့တွေကခင်ဗျားတို့တော်လှန်ရေးလမ်းကမမှန်တော့ဘူးဆိုတာကိုယ့်ဟာကိုယ်သိထားဖို့လိုတယ်ဒါကြောင့်ကျွန်တော်တို့ MOD ကနေဒီအခု operation လုပ်နေတဲ့အရာကယခုနားမှာမဟုတ်ပါဘူးကျွန်တော်တို့ဆက်လက်ပြီးတော့ကျွန်တော်ဒီထက်ပိုပြီးတော့ကောင်းအောင်ကျွန်တော်တို့လှုပ်ဆောင်သွားမယ်မရမကကျွန်တော်တို့ဘယ်လောက်ထိပေးဆက်နိုင်မလဲဘယ်လောက်ထိကျွန်တော်တို့တိုက်ထုတ်နိုင်မလဲဘယ်လောက်ထိကာကွယ်နိုင်မလဲအစွမ်းကုန်ကြိုးစားပြီးမှကျွန်တော်တို့ဆက်လက်ပြီးမှချစ်ဆက်သွားနေအောင်မယ်ဆိုတဲ့ဟာကိုအရောက်စီတိုင်းပြန်ပြီးတော့ဒါအတိပေးလိုပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်